Hello. So consistency so that I don't know go to me a teacher le melotine. To me a le jabu jale me bono. Consistency look like she Miasuga Ayatako Damo a lot of cocoa. Didn't load many a locale, now nail low ome so de yago. Pimi jale melotine bono. So consistency so de ya pale. Cambridge Dictionary ma today we point so that consistency got being the same. The quality of always behaving or performing in a similar way or of always happening in a similar way. Nimalo piame solution aya da ko ko tu ni de ni nan da ko ne be laut ta di ha dai me pyu mu ne de ya consistency lo kho deတူညီနေတဲ့အကြောင်းလောက်တာမျိုးပေါ့ consistency ရှိပါ consistency ရှိနဲ့လောက်ပါ be consistent လို့ပြောတဲ့အခါမှာထင်ကြတယ်ငါဒီလောက်ကိုဒီနေ့လည်းလောက်ရမယ်မနေ့ပြန်လည်းလောက်ရမယ်တစ်ပတ်ခါလုံးငါဒီတိုင်းမှာပြတ်သွားလို့မရအောင်ပြတ်သွားလို့ရှိရင်ငါရဲ့ consistency ကပြတ်သွားမှာပဲအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ငါကမလုံနိုင်လိုက်တာငါဒါလေးတော့မထိမ့်သိမ့်နိုင်ဘူးလားငါပြတ်သွားပြီဆိုပြီးတော့ပုဂ္ဂိုလ်ကို negative self talk တွေပြောတတ်လာကြတယ်ပြီးတဲ့အခါမှာကိုဟာဒီလောက်တောင်မလုံနိုင်ဘူးလားဆိုပြီးတော့ပြစ်တင်မြင်လာကြတယ်ပေါ့နော်ဒီ negative self talk တွေရဲ့နောက်ွယ်ကကြပါလဲဆိုတော့ကိုကိုယုံကြည်မှုပျောက်ဆုံးလာတာတွေပြီးတော့နောက်တစ်ခုကိုပြန်စဖို့အတွက်တစ်ချီလန်းတစ်ခုကိုထပ်လှမ်းဖို့အတွက်အားအင်းနေမရှိတော့တာမျိုးတွေအဲ့လိုမျိုးတွေကြုံလာရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာပြောချင်တာက consistency ရှိပါ consistent ရှိနဲ့လုပ်ပါဆိုတာကကြတော့ဟုတ်တယ်ဒီနေ့လည်းလုပ်တယ်မနေ့ပြန်လည်းလုပ်တယ်မနေ့ကလည်းလုပ်ခဲ့နောက်နေ့လည်းလုပ်အောင်ပါနေ့တိုင်းလုပ်သွားတယ်နေ့တိုင်းအချိန်တိုင်းမှာဒီရောက်လုပ်သွားတယ်ဒါလည်း consistency ရှိရပဲဒါပေမဲ့ဒီနေ့လည်းလုပ်တယ်မနေ့ပြန်လည်းလုပ်တယ်ဒါပေမဲ့တစ်ပတ်ခါကျတော့အကြောင်းတစ်ခုခုကြောင့်ပြတ်သွားတယ်ဆိုပါစို့အဲ့ခါကျလို့ရှိရင်မလုပ်ဖြစ်တော့ဒါပေမဲ့ဖိနှွဲခါကြလို့ရှိရင်ထပ်လုပ်တယ်နောက်ရက်တွေနဲ့လုပ်တယ်နောက်တစ်ရက်ကျပြတ်တယ်ပြီးပြန်လုပ်တယ်ဆိုတော့ဒါကလည်း consistency ရှိခြင်းပဲဖြစ်လို့လဲဆိုတော့ဂျားထဲမှာပြတ်သွားတဲ့ရက်ကြီးကကျတော့ကိုယ့်ရဲ့ consistency ကမရှိတော့ကိုကမလုပ်နိုင်တော့ဘူးလို့ဆိုတာမဟုတ်ဘဲနဲ့ကိုကအနားယူလိုက်တဲ့သဘောမျိုးစိတ်ထဲမှာထားလို့ရတယ်ပြီးရင်နောက်တစ်ခုကကျတော့ကိုဒီနေ့လည်းလုပ်တယ်မနေ့ပြန်မလုပ်ဖြစ်တော့တစ်ပတ်ခါမလုပ်ဖြစ်ဘူးဒါပေမဲ့ဖိနှွဲခါကျတော့ကိုပြန်လုပ်တယ်ဆိုတော့ဂျားထဲမှာပိတ်ရက်တွေများပေမဲ့လည်းကိုကလုံနိုင်တဲ့ရက်တစ်ခုမှာကိုလုံနိုင်တဲ့လောက်လုံသွားရဲဆိုတာကလည်း consistency ရှိခြင်းပဲဆိုတော့ဂျားထဲမှာဘလောက်ပဲနာပါစေဘလောက်ပဲရက်တွေကြာပါစေကိုကဒီအရာကိုဆက်လုပ်နေဖို့အရေးကြီးတယ်ကိုဂျားထဲမှာရက်လိုက်လို့ကိုကအမှ consistency မရှိဘူးလို့တွေးစရာလည်းမလိုထင်စရာလည်းမဟုတ် consistency မရှိတော့တာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အရာတစ်ခုကိုလုပ်တဲ့အခါမှာကိုယ့်ရဲ့အားအိမ်နေလိုအပ်တယ်ကိုယ့်ရဲ့အချိန်နေလိုအပ်တယ်အတွေးဉာဏ်လောက်အားဒါတွေလိုအပ်တယ်ဆိုတော့ကိုတခုကိုအသုံးပြုနေတဲ့အခါမှာအသုံးပြုပြီးသွားပြီဆိုလို့ရှိရင်နားတဲ့အချိန်ဆိုတာပြီးရတယ်ပေါ့နော်အမြဲတမ်းလုံနေကိုအရန် push ပေးပြီးတော့လုံနေတဲ့အခါကြလို့ရှိရင် burn out ဖြစ်ပြီးတော့အားအိမ်ကုန်ဆုံးသွားတာတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့နေ့တိုင်းလုပ်တာလဲ consistency ပဲကြားထဲမှာအကြောင်းတစ်ခုကြောင့်ပြတ်ပြီးမလုပ်ဖြစ်ပဲနဲ့နောက်ရက်လောက်တာလည်း consistency ပဲဒါမှမဟုတ်လို့ရှိရင်ကြားထဲမှာ2ရက်3ရက်ပြတ်နောက်ရက်လောက်တာလည်း consistency ပဲဆိုတော့ consistency ရှိပါ consistency is key ဆိုတဲ့စကားလုံးကဘာလို့ပြောကြတာလဲကြားဘူးကြရမလားနေ့တိုင်းချစ်ကလန့်မလန့်အချိန်ကြီးကြာသွားတဲ့အခါဒါမှမဟုတ်တစ်လကြာသွားတဲ့အခါတစ်နှစ်ကြာသွားတဲ့အခါကြာလို့ရှိရင်ကြီးမားတဲ့တိုးတက်မှုတစ်ခုဒါမှမဟုတ် big difference တစ်ခုခုကိုတွေ့ရမယ်ပေါ့ဆိုတော့ဒီအတိုင်းပဲအဲ့ဒါကြောင့်မို့လို့ဒီလမ်းတော့လှမ်းနေရမယ် consistency ရှိနဲ့အလုပ်ကိုလုပ်နေရမယ်ဒါပေမဲ့ကြားထဲမှာနားလို့ရတယ်အနားယူလို့ရတယ်ကိုယ့်အတွက်အချိန်ပြန်ပေးလို့ရတယ်ဒါပေမဲ့ဒီရာကိုပြန်လုပ်ဖို့တော့အရေးကြီးတယ်လုံးဝရက်လိုက်တာမျိုးမဟုတ်ပဲနဲ့ကိုယ့်အနေနဲ့ဒီအရာကိုနောက်ရက်ဒီမှာလုပ်ဖို့တော့အရေးကြီးရယ်ဆိုတဲ့အရာကိုတော့ကိုယ်စိတ်ထဲမှာထားတာမယ် sense ကဒါဆိုတဲ့အရာကိုလည်းစိတ်ထဲမှာမှတ်ယူထားတင်တယ်ပေါ့နော်ဆို
ဆိုတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်